အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်28ရက်9လ2026ကနေပြီးတော့31ရက်9လ2026အထိတပတ်စာနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးကြပါရဗျဟုတ်ကဲ့ပါဒီတစ်ပတ်မှာတော့အင်္ဂါနဲ့ဗုဒ္ဓဟူး2ရက်ကတူရီပိတ်ရက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကစားမဲ့ရက်က3ရက်ပဲရှိပါတယ်တနင်္လာကြာသပတေးတောက်ကြဆိုပြီးတော့တူရီဖွင့်ရက်3ရက်ပဲရှိပါတယ်ဗျဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တပတ်စာအတွက်နေတိုင်းနေကုန်ကြီးတွေချင်းကိုအရင်ဆုံးပြောပြပေးကြပါမယ်တနင်္လာနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့234ကီ16ချင်းဖြစ်ပါတယ်တနင်္လာနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့234ကီ16ချင်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့169ကီ2ခွန်ချင်းဖြစ်ပါတယ်169ကီ2ခွန်ချင်းဖြစ်ပါတယ်ဗျတောက်ကြာနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့345ကီ38ချင်းကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေတိုင်းနေကုန်ကီတွေချင်းတွေဖြစ်ပါတယ်ဗျဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တဲ့စိတ်ကြိုက်ပတ်တီးလေးလုံးလည်းပြောပြပေးကြပါမယ်ဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့စိတ်ကြိုက်ပတ်တီးလေးလုံးကတော့136ခွန်ဆိုပြီးတော့ပတ်တီးလေးလုံးရွေးထုတ်ပေးထားပါတယ်136ခွန်ဖြစ်ပါတယ်ဗျဗိုလ်တို့မကျော် break 3လုံးလည်းပြောပြပေးကြပါမယ်ဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗိုလ်တို့မကျော် break 3လုံးကတော့3ည2ခွန် break ဖြစ်ပါတယ်3ည2ခွန် break ဖြစ်ပါတယ်ဗျဗိုလ်တို့မကျော်9လုံးခွေကိုလည်းဆက်ပြီးတော့ပြောပြပေးကြပါမယ်ဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့9လုံးအခွေကတော့ခွန်3 546ဆိုပြီးတော့9လုံးခွေရွေးထုတ်ပေးထားပါတယ်ခွန်3 546ဖြစ်ပါတယ်ဗျဒီဘက်အတွက်တစ်ပတ်စာအကြိုက်ဆုံးအတွဲကိုလည်းပြောပြပေးကြပါမယ်ဒီဘက်အတွက်ရွေးထုတ်ပေးထားတဲ့တစ်ပတ်စာအကြိုက်ဆုံးအတွဲကတော့ပါဝါနဲ့နက်ခက်ကိုရွေးထုတ်ပေးထားပါတယ်ပါဝါနဲ့နက်ခက်ကြိုက်ပါတယ်ဗျဒီတစ်ပတ်အတွက်မထွက်မရှိပတ်တီးနဲ့ break ကတော့9ပတ်တီးနဲ့9 break ဖြစ်ပါတယ်9ပတ်တီးနဲ့9 break ဖြစ်ပါတယ်ဗျတနင်္လာနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးမိုင်နှလုံးကတော့16လုံးမိုင်ဖြစ်ပါတယ်16လုံးမိုင်ဖြစ်ပါတယ်ဗျတနင်္လာနေ့နေကုန်မထင်မပေါက်ကီး3လုံးကတော့234ကီးဖြစ်ပါတယ်234ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော် YouTube မှာဗီဒီယိုမတင်နိုင်တဲ့ခါကြလို့ရှိရင်ကျွန်တော် Telegram နဲ့ Viber Channel မှာအများအားတင်ပေးနေပါတယ်ဒါကြောင့်မို့လို့ Telegram နဲ့ Viber Channel ကိုမ join ရသေးတဲ့အကိုတွေမှတွေရှိလို့ရှိရင် join ထားပေးလို့ရပါတယ်ဗျကျွန်တော် YouTube မှာအများအားမတင်နိုင်ခဲ့တဲ့အခါကြလို့ရှိရင်ကျွန်တော် Telegram နဲ့ Viber မှာအများအားတင်ပေးနေပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာနှစ်ချုပ်နေအနေနဲ့လည်းအဆင်ပြေကြပါစေအောင်မွေးရကြပါစေအမြဲဆုံးများစွာရရှိကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးအများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်